ကျွန်တော်တို့အားလုံးဟာအချိန်ခီးတယ်တွေလားအချိန်ခီးတွားခြင်းဆိုတာမာဘယ်ရုပ်ရှင်တွေဒါမှမဟုတ်စာအုပ်တွေတန်းမှာပဲရှိတယ်လို့တင်ထင်ရင်တော့မှားသွားပါလိမ့်မယ်တကယ်တော့အချိန်ခီးတွားခြင်းဟာစိတ်ကူးရင်တက်တန်မဟုတ်ပါဘူးအခုဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်မှာတောင်တင်ရောကျွန်တော်ပါတစ်ဆက်ကပ်ချင်းစီအနာဂတ်စီကိုအချိန်ခီးတွားနေကြတာပါဒါပေမဲ့ရုပ်ရှင်တွေတဲကလို့နှစ်ပေါင်းရာနဲ့ချီပြီးအနာဂတ်စီကိုဒါမှမဟုတ်အသိစီကိုတကယ်ပဲခီးတွားလို့ရနိုင်မလားသိပ္ပံပညာရှင်အိုင်းစတိုင်းကတော့ရနိုင်တယ်လို့တက်တည်ပြခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒဏ္ဍာရီတွေမဟုတ်ပဲတိတ်ပြန်နီးကြတကယ်ဖြစ်ပျက်နေတဲ့အချိန်ခီးတွားခြင်းဖြစ်ရမှန်တွေကိုပြောပြသွားမှာဖြစ်ပါတယ် Presented by Consunchar ကမ္ဘာပေါ်မှာအချိန်ခီးကိုအဝေးဆုံးသွားနိုင်ခဲ့တဲ့လူသားတစ်ယောက်ရှိပါတယ်သူကတော့ရုရှားအာကာသမှူးဆာဂေခွက်ကိုလာဖြစ်ပါတယ်သူဟာအာကာသထဲမှာရပ်ပေါင်း803ရက်9နာရီနဲ့39မိနစ်ကြာနေထိုင်ခဲ့ပါတယ်အိုင်းစတိုင်းရဲ့တိုင်းဒိုင်လေရှင်အချိန်ဆွဲဆက်ခြင်း theory အရအရာဝတ္ထုတစ်ခုဟာအရှိန်အလွန်ပြင်းစွာရွေ့လျားနေရင်သူ့ရဲ့အချိန်ဟာကမ္ဘာပေါ်ကအချိန်ထက်ပိုပြီးနှေးသွားပါတယ်ဆာဂေဟာအာကာသထဲမှာတနိုင်မိုင်ပေါင်း18500နှုန်းနဲ့ကမ္ဘာကိုပတ်နေခဲ့တဲ့အတွက်သူ့ရဲ့အချိန်ဟာကမ္ဘာပေါ်ကလူတွေထက်ပိုနှေးသွားခဲ့ပါတယ်သူကမ္ဘာမြေကိုပြန်ရောက်လာတဲ့အခါသူဟာမိမိရဲ့ကိုယ်ပိုင်အနာဂတ်စီကို 0.02 စက္ကန့်စောပြီးရောက်ရှိသွားခဲ့ပါတယ်နဲလွန်နယ်လို့ထင်ရပေမဲ့ဒါဟာလူသားတယောက်အနာဂတ်စီကိုတကယ်ပဲအချိန်ခီးသွားခဲ့တဲ့တမိုင်းဝင်ဖြစ်ရမှန်ဖြစ်ပါတယ်ကျွန်တော်တို့ဟာအချိန်ခီးသွားခြင်းရဲ့တက်တွေကိုနေ့တိုင်းထိတွေ့နေရတာပါအဲ့ဒါကတော့တင်ဖုန်းထဲက GPS နဲ့ပဲဖြစ်ပါတယ်ကမ္ဘာပတ်လမ်းထဲမှာရှိတဲ့ GPS ဂျိုလူတွေဟာအလွန်မြန်တဲ့အချိန်နဲ့သွားနေတယ်လို့ကမ္ဘာစွမ်းအင်အားနဲ့လည်းဝေးတဲ့နေရာမှာရှိနေပါတယ်စွမ်းအင်အားနဲ့ပြီးအချိန်မြန်တဲ့အတွက် GPS ဂျိုလူပေါ်ကနိုင်ရင်တွေဟာကမ္ဘာပေါ်ကနိုင်ရင်တွေထက်တနိုင်ရင်ကို38မိုက်ခရိုစက္ကန့်ပိုမြန်နေပါတယ်ဒီ38မိုက်ခရိုစက္ကန့်ကိုသိပ္ပံပညာရှင်တွေကနေ့တိုင်းကွန်ပျူတာစနစ်နဲ့ပြန်မညှိပေးဘူးဆိုရင်တင်ဖုန်းထဲက GPS မြေပုံဟာတရက်ကို17ကီလိုမီတာလောက်လွဲချော်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ GPS နဲ့တက်မှတ်နေတာဟာချိန်ခီးတွားခြင်းရဲ့နေရာမှာတွေကိုလက်တွေ့သုံးချနေလို့ပဲဖြစ်ပါတယ်။အနာဂတ်စီကိုတွားဖို့သိပ္ပံနည်းကျလွယ်ကူပေမဲ့အသိစီကိုပြန်ဖို့ကောဖြစ်နိုင်မလား။2009ခုနှစ်ဇွန်လ28ရက်နေ့မှာကမ္ဘာကျော်ယူပဗေဒပညာရှင်စတီဗင်ဟော်ကင်းဟာထူးဆန်းတဲ့စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။သူဟာအချိန်ခီးတန်များအတွက်ပါတီပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။ထူးခြားတာကသူဟာပါတီပွဲပြီးမှသာဖိတ်စာကိုလူသိရှင်ကြားထုတ်ပြန်ခဲ့ပါတယ်။အကယ်၍အနာဂတ်မှာအသိကိုပြန်နိုင်တဲ့နည်းပညာရှိရင်အဲ့ဒီအချိန်ခီးတယ်တွေဟာဖိတ်စာကိုတွေ့ပြီးဒီပါတီပွဲကိုလာလိမ့်မယ်လို့သူကမျှော်လင့်ခဲ့တာပါ။ရလကတော့ပါတီပွဲကိုပဲအချိန်ခီးတန်မှရောက်မလာခဲ့ပါဘူး။ဒါအသိကိုပြန်ဖို့ဆိုတာတဘာဝနည်းအမှားအရာမဖြစ်နိုင်ဘူးဆိုတဲ့တက်တွေတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီနေ့ဗီဒီယိုကိုသဘောကျတယ်ဆိုရင် like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့အောင်။နောက်ထပ်ဗီဒီယိုတွေမှာသူပြန်တွေ့ပါမယ်။ဆုံးထိလိုက်ပါကြည့်ရှုအားပေးကြတဲ့ viewer တယောက်ချင်းစီတိုင်းကိုလည်းစောင့်ရမ်းကျေးဇူးတင်ပါတယ်